အားလုံးပဲမင်္ဂလာပါခင်ဗျာ Pottery Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကတော့ကျွန်တော်တို့မတွေ့ဖြစ်တာလည်းကြာပြီဆိုတော့ထူးထူးခြားခြားဖြစ်သွားအောင်ကြပြချူချူလေးတွေအမြဲတမ်းရေးတက်တဲ့ကောင်မလေးတွေအသေးဆွဲကြပြဆရာဝိုင်ချူရဲ့ကြပြလေးကိုကျွန်တော်ရွတ်ဖတ်ပေးမှာဖြစ်ပါတယ်ချစ်တော်များအားလုံးနားတော်တာစိတ်ပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ Pottery Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တော်ပန်လူစဉ်အခါပန်းရောင်တန်းပေမဲ့စီးစာကိုနေဝင်ပုံကမိစာတစ်ဖက်ရေမုတ်တစ်ဖက်ရွာအရှိနရိုင်းသွင်းချိန်ပေါ်တစ်ကိုင်းကတ်တွေချော်တုံးငေါ့လီတိုင်းပကွက်အလှကိုတစ်ဖက်ခေါင်းပေါင်းထဲထုတ်ထားတဲ့ညလင်ကင်းလေးရှင်ဖူရာမိစက်ခုတ်တန်အားသွင်းကျိုးများစီအမောင်တွေအိမ်နဲ့မဆန့်ရှန်ချလာပြီဆိုထန်းတော့ပြန်ဖုံလုံးတွေတရင်တရိုင်မျက်အင်ကြီးတွေအထုံးလိုက်ပြစ်ချပေါ်မိကိုမိုင်းများမညမတာချင်းတွေကိုတောပြန်ပို့ပြီးမဲ့နောက်ဖေးပေါက်ကတစ်ဖက်လှဲ့နေဝင်လေးရည်စီတွေကန်ကြီးမှာပလုတ်ချင်းကြဒါဟာဆက်မမတ်ရတဲ့အိမ်မက်နဲ့ကျောင်းသူတယောက်ရဲ့သပင်တသက်စာနေရောင်လေးခက်မိန်မိန်မိထွန်းချိန်မကြတကြမှာတန်စင်လှလှဆက်ချုပ်သမားသူ့အင်ကြီးသူမနှဲချုပ်နေရဝိုင်းချူ29ရက်12လ2020